ဒီနေ့မှာတော့အရေးပြပြဿနာရဲမှာအဖြစ်များဆုံးတစ်ခုအကြောင်းပြောပြပါမယ်နော်ဟုတ်ပါတယ်အစီဘူးနဲ့ဝက်ရှန်လေးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အစီဘူးနဲ့ဝက်ရှန်လေးတွေကတော့ထွက်နိုင်တဲ့အကြောင်းရင်းလေးတွေအမျိုးမျိုးရှိရပေါ့နော်အဲ့ထင်မှာတပတ်ကလင်းသေးတခြားမလုပ်ဖြစ်တာ skin care မှာသုံးမိရအမျိုးသမီးလေးတွေမှာဆိုရာသီလာကန်ဒီဟော်မုန်းပြောင်းလဲကြောင်းဝက်ရှန်လေးထွက်တတ်ပါတယ်အဲ့ဒါအပြင်အေးပြတ်တာစိတ်ဖြူစုများတာကြောင့်လည်းဝက်ချန်လေးထွက်တတ်ပါတယ်အဲ့လိုမျိုးဝက်ချန်လေးထွက်တဲ့အခါကျရင်မျက်နှာကိုလက်နဲ့ခဏခဏမထိဖို့သတိထားရမယ်ဒီဘက်ကလင်းစင်းလေးတခြားလုပ်ပေးဖို့လိုတယ်ကိုနဲ့ကိုက်တဲ့skin care လေးကိုတခြားရွေးပြီးသုံးပေးဖို့လိုအပ်ပါတယ်ဒီလေးလည်းများများတောက်ဖို့လိုအပ်ပါတယ်နော်ဒါအပြင်အငန်းများအစီများရဲ့အစားအစာတွေကို short ပေးရမယ် stress တွေကိုလည်းအတက်နိုင်ဆုံး short ပေးဖို့လိုတယ်အေးဝဝလည်းအိပ်ပေးဖို့လိုပါတယ်နော်အဲ့လိုမျိုးဆောင်းရှာလေးလုပ်ပေးတဲ့အပြင်ကုသမှုအနေနဲ့ကတော့ဆိုရန်ဆေးကတ်မှာ IPL treatment လေးလုပ်လို့ရပါတယ်နော် IPL treatment လေးကဝက်ချန်အစီဘူးအမဲဆက်အမာရွတ်တွေကိုတတရေးစေုံမှာမကအချစ်ပေါက်လေးကျင်းစေပါတယ်နော်ပြပြချင်းမှာလည်းသားရည်လေးကြည်လင်ဝင်ပါလာတာကိုမြင်တွေ့ရမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်